နိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်လာသည့် PDF အဖွဲ့ဝင်အမျိုးသား8ဦး AA အဖွဲ့ဝင်အမျိုးသား10ဦးစုစုပေါင်း18ဦးတို့သည်လက်နက်ခဲယမ်းများနှင့်အတူဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာကြစီရေးရရေးနှိမ့်နေတဲ့စစ်ကော်မရှင်ဟာနိုင်ငံတော်နဲ့စစ်တပ်ရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ကိုလက်ခံယုံကြည်တဲ့အာရခတပ်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ဝင်တွေလက်နက်တွေနဲ့အတူဥပဒေဘောင်တွင်ဝင်ရောက်လာတယ်လို့ဆိုပြီးဝါဒဖြန့်ထုတ်ပြန်လာပါတယ်။ပသိမ်မြို့ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခ AR ခမ်းမမှာမတ်လ26ရက်နေ့က AA အဖွဲ့ဝင်10ဦးနဲ့ AR တိုင်းတွင်ရှိမြို့နယ်တည်တည်က PDF တပ်ဖွဲ့ဝင်10ဦးအပါအဝင်စုစုပေါင်း18ဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာတယ်လို့ဆိုပြီးကြိုးစိုးပွဲတစ်ခုဖန်တီးခဲ့ပါတယ်။ကျိုင်းလက်အင်ကပူရေကြီးလေးမျက်နှာရွှေတောင်ရန်ဟိုင်းကြီးကျွန်းနဲ့ကြံကင်းမြို့နယ်တို့ကဖြစ်ပြီးAAတပ်ဖွဲ့ဝင်တွေမှာရခိုင်ပြည်နယ်တွင်းရှိတန်တွဲမြေပုံမြောက်ဦးရန်ပြဲဂွပုံနှကျွန်းနဲ့မောင်နှောမြို့နယ်တို့ကဖြစ်တယ်လို့စစ်ကော်မရှင်ကအမည်တပ်ဖော်ပြခဲ့ပါတယ်။ဒါအပြင်လက်နက်ခဲယမ်းတွေတွဲလို့ဆိုပြီးစုချင်းငွေ428သိန်းကျော်ကိုလည်းထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်းလေပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို PDF နဲ့တိုင်းသားလက်နက်ကင်တော်လိုင်းဖွဲ့စည်းတွေလက်နက်နဲ့တကွအလင်းဝင်ရောက်လာတယ်လို့အလွန်ကြုံဝါဒဖြန့်မှုတွေပြုလုပ်ခဲ့ပါတယ်။အခု AR တိုင်းတွင်ဝါဒဖြန့်ပွဲမှာတော့စစ်ကော်မရှင်ကထုတ်ပြန်တဲ့လက်နက်တွေနဲ့မြေပြင်မှာတော်လိုင်းတပ်ဖွဲ့တွေအသုံးပြုနေတဲ့လက်နက်တွေကွဲပြားမှုကိုထောက်ပြခံရတဲ့အတွက်အခု AR တိုင်းတွင်ကြိုးစိုးပွဲမှာ MA series တနက်တွေအနှံတယ်လို့ဖော်ပြလာပါတယ်။အဲ့ဒီကြိုးစိုးပွဲကိုAR တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့နာတခတိုင်းမူဗိုလ်ချုပ်စိုးကျော်ထက်တို့ကဥဆောင်ခဲ့တာဖြစ်ပါတယ်။